များတို့တခါတလေဒီလိုဖြစ်ဘူးပါလားစာအုပ်တုပ်ကိုအားတက်တရောနဲ့ဝယ်လိုက်တယ်ဖတ်လဲဖတ်တယ်ဒါပေမဲ့ရှေ့က9မျက်နှာလောက်လဲဖတ်ပြီးတော့ဘာတွေဖတ်ခဲ့လဲဆိုတော့မှတ်မိမနေတော့ပါဘူးပြီးတော့စာအုပ်တုပ်ကိုပြီးအောင်ဖတ်ဖို့လာပေါင်းများစွာချိန်ယူနေရတာမျိုးပေါ့ကျွန်တော်လည်းအရင်ကအဲ့ဒီလိုပါပဲဒါပေမဲ့ကဘာကျော်အောင်မြင်သူတွေစာဘယ်လိုဖတ်လဲဆိုတာကိုလေ့လာလိုက်တဲ့အခါမှာတော့စာဖတ်တာဟာမျက်လုံးနဲ့ဖတ်ရုံနဲ့မဟုတ်ဘဲ system တစ်ခုရှိရမယ်ဆိုတာသိလိုက်ရပါတယ်ဒီနေ့ဗီဒီယိုမှာတော့ခင်ဗျားတို့ကိုစာဖတ်သူကနေစာတတ်သူတယောက်ဖြစ်အောင်ပြောင်းလဲပေးမယ် reading head တွေကိုပြောပြပြီးတော့မှဖြစ်ပါတယ်ပထမတစ်ချက်ကတော့စာတအုပ်ကိုကိုအောင်ဖတ်ဖို့မလိုပါဘူးဟုတ်ပါတယ်စာတအုပ်ကိုကိုအောင်ဖတ်ဖို့မလိုပါဘူးလူတော်တော်များများထင်မှားနေကြတာကစာအုပ်တုံးဝယ်လိုက်ရင်ပထမစာမျက်နှာကနေနောက်ဆုံးစာမျက်နှာထိအကုန်လုံးဖတ်ရမယ်လို့ထင်နေကြတာပါဒါဟာကျောင်းစာအုပ်မဟုတ်ပါဘူးစာအုပ်တုံးကိုဖတ်တော့မယ်ဆိုရင်အရင်ဆုံးမာတိကာကိုကြည့်ပါကိုယ့်အတွက်တကယ်လိုအပ်မဲ့ကိုတကယ်စိတ်ဝင်စားတဲ့အခန်းတွေကိုပဲရွေးဖတ်ပါစာအုပ်တုံးရဲ့80%အနှစ်သာရတွေဟာ20%တော့စာမျက်နှာပေါ်မှာပဲရှိနေတတ်တာပါမလိုတာတွေကိုကြော်ဖတ်တာဟာအချိန်ဖြုံးနေတာမျိုးပဲအချိန်ကိုစနစ်တကျတုံးဆွဲနေတာပဲဖြစ်ပါတယ်ဒုတိယချက်ကတော့စာအုပ်ကိုငြိမ်ငြိမ်လေးမဖတ်ပါနဲ့စာအုပ်နဲ့စကားပြောပါကျွန်တော်တို့ရဲ့အုံနောက်ဟာအချက်လက်တွေကိုပဲမှတ်သားတာထက်ခံစားချက်ဒါမှမဟုတ်ပတ်သက်ဆက်နွယ်မှုရှိရင်ပုံမှန်မိပါတယ်စာဖတ်နေရင်တဘောကြတဲ့အချက်တွေ့ရင်မှတ်ချက်ရေးပါတဘောမတူရင်အမှတ်သားလုပ်ပါစာအုပ်ထဲမှာစာကြောင်းတွေကိုမြင်တာပါစာမျက်နှာခောက်တာတွေလုပ်ပါခင်ဗျားကစာအုပ်နဲ့စကားပြောလို့ဖတ်မယ်ဆိုရင်အဲ့ဒီအချက်တွေကိုခေါင်းထဲမှာဆွဲဆွဲမြဲမြဲမှတ်မိသွားပါလိမ့်မယ်တတိယတစ်ချက်ကတော့ပြန်လည်မျှဝေခြင်းပါဒါကတော့အထီအောင်ဆုံးလိုအပ်ချက်ပါဖတ်သမျှအကုန်လုံးကိုမမေ့ချင်ဘူးဆိုရင်သူများကိုပြန်ပြီးတော့ sharing လုပ်ပါစိတ်ပညာရလမ်းနည်းကနေတိချင်းကိုပြောင်းလိုက်တဲ့ချိန်မှာခင်ဗျားတို့ရဲ့မှတ်ညာ90%ထိတက်သွားရပါတယ်ခင်ဗျားဒီနေ့ဖတ်ထားတဲ့အကြောင်းအရာတစ်ခုကိုခင်ဗျားရဲ့တငယ်ချင်းဒါမှမဟုတ်မိသားစုဝင်တွေတယောက်ယောက်ကိုပြန်ပြီးတော့ပြောပြကြည့်ပါ9နှစ်အရွယ်ကလေးတယောက်ကိုရှင်းပြတယ်လို့မျိုးရိုးရိုးရှင်းရှင်းပြောပြနိုင်ပြီဆိုရင်ခင်ဗျားအဲ့ဒီစာကိုတကယ်မှတ်မိသွားပါပြီကျွန်တော်အခု YouTube မှာခင်ဗျားတို့ကိုပြောပြနေတာဟာလဲကျွန်တော်ကိုယ်တိုင်ပုံမှန်မိအောင်လုပ်နေတဲ့နည်းလမ်းတစ်ခုပါပဲနောက်ဆုံးတစ်ချက်ကတော့ focus ပါစာဖတ်နေရင်ဖုန်းက note တက်လာတာကိုကြည့်လိုက်ရင်ခင်ဗျားရဲ့အာရုံစိုက်မှုကပြတ်သွားပါပြီဒါကြောင့် phone free zone တစ်ခုတတ်မှတ်ပါတနေ့ကို1နာရီ2နာရီထိဖတ်ဖို့မလိုပါဘူးတရက်ကို15မိနစ်ပဲအချိန်ပေးပါဒါပေမဲ့အဲ့ဒီ15မိနစ်မှာဖုန်းမရှိရဘူးတခြားအနောက်ရှက်တွေမရှိအောင်ဒီလို quality ရှိတဲ့15မိနစ်ကအာရုံစိုက်မှုမရှိတဲ့2နာရီထက်အများကြီးတန်ဖိုးရှိပါတယ်ညီကုန်းချုပ်အနေနဲ့ပြောရရင်စာဖတ်တာဟာပန်းနိုင်မဟုတ်ပါဘူးဘဝတိုးတက်ဖို့အတွက်လက်နက်တစ်ခုပါပဲစာအုပ်တွေအများကြီးဖတ်ဖို့တဲ့ဖတ်လိုက်တဲ့စာတစ်ကြောင်းကတင်ဘဝကိုဘယ်လိုပြောင်းလဲပေးနိုင်မလဲဆိုတာပိုအရေးကြီးပါတယ်ခင်ဗျားမှာရောကိုယ်တိုင်တုံးပြနေတဲ့စာဖတ်နည်းလိုအပ်ချက်တွေရှိလားပြီးရင်ကိုမန့်မှာဝင်ပြပေးတော့ပါဦးနောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့စိတ်ပညာဘုံလူတိုင်းနဲ့ mindset video အတွက်ကျွန်တော် channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်